ပွဲဖြေဖို့အတွက်12နာရီအလိုပေါ့နော်ခုထိတော့ကျွန်တော်တငယ်ချင်းတွေအတူတူတွက်စာရေးလေ့ကျင့်လိုက်ပြီးရင်ဒီဆောင်ပွဲမှာကရေးစာရေးလည်းပါတာဆိုတော့စာရေးကိုလည်းပြန်ပြီးတော့နှုတ်ထုတ်တာတွေချရေးတာတွေလုပ်ဖြစ်ပါတယ် Morning everyone ခုတော့ကျွန်တော်ဆောင်ပွဲဖြေမဲ့မနက်ခင်းလေးကိုရောက်လာပါပြီဒီနေ့တော့ကျွန်တော်ကျောင်းကိုမနက်စောစောသွားမယ်ပေါ့နော်မနက်စာကိုတော့ကျွန်တော်က bus ပေါ်မှာပဲပမုံလေးပဲဆက်ပြသွားပါတယ်အားလုံးပဲဆက်ကြပါအောင်ရှင်ဆောင်ပွဲဖြေရမယ်စာရေး campus ကိုတော့ရောက်ပါပြီကျောင်းကိုကစောလာတာဆိုတော့ကျွန်တော်တွေ library ထဲမှာပဲစာရေး revision ပြန်လုပ်ဖြစ်ပါတယ်cos alpha 3.5 alpha 63 sin alpha sin ဒီနေ့ရာသီဥတုကတော့ကိုရီဘက်မပါဘူးအေးလိုက်တာခခိုက်တုံနေရပဲခုနေ့လစားခြင်းလည်းရောက်ပြီဆိုတော့ကျွန်တော်တငယ်ချင်းတွေနေ့လစားပါမယ်ဒီနေ့ကျွန်းရ lunch menu ကကြတော့တဒါညီမပြအဲအပို့ပေးလိုက်တဲ့ခောက်ဆွဲလေးနဲ့ခောက်ဆွဲတုပ်စားဖြစ်ပါတယ်အားလုံးပဲဆက်ကြပါအောင်ရှင် lunch time ပြီးတော့လေကျွန်တော်စားလေးတွေတစ်ခေါက်ပြန်ပြီးတော့နှွေးဖြစ်ပါတယ်ဒီဆောင်ပွဲမှာတော့ကျွန်တော်ရေ last minute အထိစာရေးပြန်ပြီးတော့ revision လုပ်ဖြစ်ပါတယ်။တည့်ရတဲ့အတိုင်းဆောင်ပွဲနီးပြီဆိုရင်စိတ်တွေကလှုပ်ရှားပြီးတော့ပို့ပြီးတော့ကြည်လေဖက်လေစာရေးမရတယ်လို့ခံစားရလေပဲပေါ့နော်။ဒါပေမဲ့လည်းလက်မလျှော့ပါဘူး။စာရေးမရဘူးဆိုပြီးတော့လည်းတောက်လျှောက်ဖတ်နေတော့မှာပဲ။ကဲခုတော့ကျွန်တော်ဆောင်ပွဲဖြေဖို့မိနစ်15မိနစ်လောက်ပဲလိုရပေါ့နော်။အဲဒီတော့ဆောင်ပွဲဖြေမယ့်အခန်းအောင်တာပါမယ်။ Guys, one last thing, please remember all mobile phones must be switched whenever you're ready. ခုဆောင်ပွဲဖြေရတာမှလည်းမဆန်းမမိတော့ဘူးလို့ခုတော့ကျွန်တော်ဆောင်ပွဲဖြေပြီးတော့ပါပြီဆောင်ပွဲတော့ဖြေနိုင်ပါတယ်အဲဒါ4နာရီပဲအပြင်မှာကြည့်လာအောင်လုံးလုံးမှောင်သွားပြီဒီနေ့ဆောင်ပွဲပဲကတော့ကျွန်တော်ရဲ့တစ်ဖွဲ့လုံးဆောင်ပွဲဖြေနိုင်ကြပါတယ်ခုအားလုံးပြီးသွားပြီဆိုတော့အိမ်ပြန်มาတော့မယ်ဆောင်ပွဲဖြေပြီးလို့ကျွန်တော်အိမ်ကိုပြန်ရောက်ပြီပေါ့နော်ဒီနေ့ exam ကကျွန်တော် close book ကိုစာရေး campus မှာတွားပြီးတော့ဖြေရတာပေါ့နော်။နေ့ပြန်ကြရင်ကကြတော့ဝေးဝေး exam တခုကျွန်တော်ထပ်ဖြေရမယ်ပေါ့နော်။အဲဒီတော့ကျွန်တော်ရဲ့ဒီ final year အတွက်ပထမဆုံး term လေးကဒီအပတ်ထဲမှာပြီးပြီပေါ့နော်။ဒီမှာက Christmas season ဆိုတော့ Christmas market တွေရှိရပြင်တခြားအလားစင်တိုင်းနေရာတွေအများကြီးရှိတော့ကွာ။အဲဒီရှောက်ရတဲ့ vlog လေးတွေနဲ့အတူကျွန်ပြလာခဲ့ပါမယ်။ကျွန်ရဲ့ဒီနေ့ video လေးကိုအဆုံးထိကြည့်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်။အားလုံးပဲ bye bye see you in next video